ထားတောင်းဆွေလေးရနော်ဘယ်သူတောက်တုံးတင်လဲဆိုလို့ရှိရင်ဒီအစာအင်းလို့ရှိရင်တော့ဒီကောင်လေးကိုတောက်သုံးပြီးသူမတောက်ခင်တယ်လူလှုပ်ပြီးတော့တောက်ပြီးတင်တယ်နော်အဲ့ဒါမှသူ့ရဲ့အာလေးတင်ပို့ပြီးတော့မိုက်တယ်နော်ဒီမှာတောက်မှာတော့ဒီခွက်လေးနဲ့တစ်ခွက်တောက်မှာပေါ့နော်မနေ့နေ့လေညပါအစာမစားခင်ပေါ့နော်ဒါကဖြစ်ဆက်စာဆိုတဲ့အတွက်ကြောင့်မလို့ဘာမှဟောလို့ဆာမလို့ပေါ့နော်ဖြစ်ဆက်ဓာတ်စာပါပဲနော်နော်ဒီတစ်ခွက်နဲ့အားတယ်နော်ဒီတစ်ခွက်ပြီးရင်ငါလေးဖုန်းလေးကိုတခြားပိတ်ပြီးတော့ကိုကရေကတိတာထဲမှာလည်းရေကတိတာထဲမှာရှိရဆိုလို့ရှိရင်ရေကတိတာထဲမှာထားပါနော်ရေကတိတာမရှိဆိုလည်းအဖုန်းကိုတခြားလေးလုံအောင်ပိတ်ထားဖို့တော့လိုပါမယ်ဗျနော်အကောင်းဆုံးကသူ15ရက်လောက်ပဲရေကတိတာရှိလို့ဆိုတော့တော့တောက်လို့ရတယ်ပေါ့နော်နော်ဒီတောက်မယ်သူကအလုံးဝအချိုးပဲမသွားအောင်နော်ဒီရှောင်းလုံးလက်ဘက်ကိုတောက်ရတဲ့ရှောင်းလုံးလက်ဘက်ကိုစားရတဲ့အတိုင်းနော်နည်းနည်းလေးပဲချိုး